စိတ်စားတိုင်ခုသမားလေးလီရှင်းရဲ့စိတ်နှခွာတိုင်းသမားလေး skin ကို review လုပ်မယ်ပိုင်း1 နံပါတ်1 recall animation 我偏执已经如此。 recall ခေါ်လိုက်ခြင်းမှာပဲလီရှင်းအနေနဲ့ကြောက်ဆောင်တစ်ခုပေါ့ဒါကိုပြစ်ဆိုင်တမလင်းခွေထိုင်ချကတရားထိုင်ချလိုက်မှဖြစ်ပြီးတော့တရားထိုင်နေစီအတောင်းအတွင်းမှာလီရှင်းရဲ့သူတော်ကောင်းစိတ်နဲ့မိစ္ဆာစိတ်တို့လွန်ဆွဲနေမှာကိုတွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီနောက်တမားလေးပတ်သွားတဲ့အခါမှာတော့ဓာတ်ကိုဆွဲနှုတ်ကကိုဖော့အတိုင်းနဲ့ခုံပြန်ထွက်ပြီးအိမ်ပြန်သွားမှာပါ 下身纵然血一影尽没。 Revenge for recall မှာတော့အဆောင်ကိုပြတ်တစ်ခုထဲမှာတမာတိပြက်ပြပြီးမိစ္ဆာစိတ်ရိုင်းနေဝင်နေတဲ့လီရှင်းကိုမိစ္ဆာအငွေ့သက်တဲ့ပြင်းနဲ့ဒိဋ္ဌိမိစ္ဆာတကားတကောင်ကလာကြိုတဲ့ပုံစံမျိုးလေးဖန်တီးပေးထားပါတယ် Dominus for recall မှာတော့ကြောက်တုံးကြောက်ဆောင်ရေတကုန်းတွေအပြည့်နဲ့အင်မတန်စိတ်တည်ငြိမ်အေးချမ်းမှုကောင်းတဲ့နေရာတစ်ခုမှာတမာတရားကောင်းကောင်းနဲ့သူတော်စင်တောင်းတိုင်းကြင်ကြံနေတဲ့လီရှင်းကိုရွှေရောင်အတိဝင်းပါနေတဲ့သူ့နာဇာမနီငှက်ကလာကြိုပြီးခေါ်သွားတဲ့ပုံစံမျိုးလေးဖန်တီးပေးထားပါတယ် နံပါတ်2 base ရထွက်တဲ့ animation base ရထွက်လာမယ့် animation မှာဆိုရင်တိုင်းလောကသားပြီးဝါဖောင်ကလေးစီထွက်လာတဲ့ပုံစံမျိုးလေးဖန်တီးပေးထားပြီးတော့ view form မှာဆိုရင်တော့ဝါဖောင်ပေါ်ဓာတ်ဆိုင်ပြီးပလွေလေးမှုန့်နေတဲ့ပုံကိုမြင်တွေ့ရမှာပါ dominus form မှာဆိုရင်ရွှေရောင်တဝင်းဝင်းထွက်နေတဲ့သူ့ဝနာဇာမနီကအနောက်ကနေဝဲပြန်လိုက်ပါလာမှာဖြစ်ပြီးတော့တမာတိရေပေါက်ရောက်နေတဲ့လီရှင်းကိုရန်ကတော့ dominus form မှာသူ့ရဲ့လက်ဆွဲတော်အချင်းတစ်စက်သားကြီးကိုဝှင့်ရန်နေမှာဖြစ်ပါတယ်နောက်ဆုံး reverse form မှာကတော့အနက်ရောင်ပေါ်အနီရောင်တင်ထားပြီးရွှေရောင်ဥကြိုတွေနဲ့မိစ္ဆာအငွေ့သက်တွေလုံးဝအပြည့်နဲ့ဒိဋ္ဌိမိစ္ဆာနဂါးကြီးကဝါဖောင်နဲ့ကလျက်မှာပြန်တန်းလိုက်ပါလာမှာဖြစ်ပြီးတော့စိတ်တွေရောက်ရောက်ခတ်နေတဲ့လီရှင်းကိုရန်ကတော့ဝါဖောင်ပေါ်ဓာတ်ကလေးဆိုင်ပြီးအေးစိလိုက်ပါသွားတဲ့ပုံစံမျိုးလေးဖန်တီးပေးရပါတယ်နံပါတ်3 walking animation normal form ရဲ့ walking animation မှာတော့စိတ်နှခွဖြစ်ပြီးစိတ်ယူမဖောက်ခင်အပူပင်ကြောင်းကြောင်းကင်းကင်းနဲ့ကိုဖော့တိုင်းအောင်သုံးပြီးဟိုခုံဒီခုံဟိုပြန်ပြန်လုံနေတဲ့ပုံစံမျိုးလေးဖန်တီးပေးထားပြီးတော့လေးပေါ်ဝဲပြန်နေစမှာခွင်းသွားတဲ့လေးဟုံအဖက်ရောမြေပေါ်ပြန်ကျတဲ့အခါနီးမိတဲ့ရင်ရဲ့အဖက်ရောကို skin line ရဲ့ signature မြင့်ဖြာအဖက်တွေသုံးပေးထားပါတယ်တမာတရားကောင်းတဲ့ dominus form မှာဆိုရင်စပယ်မသုံးတော့တာနဲ့သူ့ရဲ့အချိန်ဆက်ဓာတ်ကြီးကိုကြောဘက်ကိုပို့လိုက်ပြီးမိမိညီလန်းချောင်းမှာဖြစ်ပြီးတော့ walking animation စရနဲ့ဓာတ်ကိုကင်ဆွဲလေးပေါ်ပြန်ဝဲပြီးတော့ဓာတ်တိုင်းစော့ကစားပြမှာဖြစ်ပြီး trial ဖက်မှာမေပယ်ရွှေရွှေအောင်လေးထည့်ပေးတာကလည်းတမျိုးနန်းဆန်လှပါတယ်နောက်ဆုံး reverse form မှာတော့ဓာတ်တစ်ချောင်းအဖြစ်နောက်တစ်ချောင်းနဲ့လေးပေါ်မှာခုတ်ထစ်ကစားပြရင်ပြန်ကျလာတဲ့ပထမဓာတ်ကိုလှမ်းကောက်ဖမ်းပြီးမြေပေါ်ကိုပြန်ခုန်ဆွင်းတဲ့ပုံစံမျိုးဖန်တီးပေးရပါတယ်နံပါတ်4 idle animation AFK လုံးနေမှသာမြင်ရမယ် idle animation ကဏ္ဍရဲ့ normal form မှာဆိုရင်တော့ဓာတ်ကိုအမြင့်ကြီးပေါ်ဆိုင်ကြောက်တုံးပေါ်တင်မလင်ခွေထိုင်ပြီးစက်အေးလိုက်ရေးပလူထိုင်ဖို့နေတဲ့တိုင်းသမားလေးလီရှင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ် revenge for ရဲ့ idle animation မှာဆိုဓာတ်နှစ်ချောင်းကရုပ်တရက်ကြီးလေးပေါ်ပြန်ဝဲခြေထောက်အောင်နဲ့ပတ်ပတ်လည်မှာမိစ္ဆာငွေ့တက်တွေဖုံးလွှမ်းသွားပြီးတော့နောက်ဆုံးတူပါလိုက်ပါပြန်ဝဲသွားပြီးတော့နောက်ကျောမှာဒီ revenge for ရဲ့တင်ကြတာဖြစ်တဲ့ဒိဋ္ဌိမိစ္ဆာနဂါကောင်းကြီးထုတ်ပေါ်လာမှာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်နောက်ဆုံး dominant form မှာတော့ဓာတ်ကိုပြန်ဝဲကစားပြနိုင်ပြီးအတွင်းအောင်ဆူးနေရင်သူဝနာဇာမနီရဲ့အတောင်စုံနဲ့အတူဝင်းပါနေတဲ့ရွှေရောင်တွေကိုအမေအောင်ပလိုက်ထားတဲ့အယောင်ဝါတွေပေါ်ထွက်လာပြီးဓာတ်ရိပ်ထက်ကစားပြတဲ့ပုံစံမျိုးဖန်တီးပေးထားပါတယ်ဒီနေ့ဗီဒီယိုတွေကဒီလောက်ပါပဲကျန်တဲ့ဖတ်တွေကိုတော့အပိုင်းထဲမှာဆက်လက်ဖော်ပြပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့နိုင်ဘူးနော်